အားလုံးပဲမင်္ဂလာပါခင်ဗျာ Listen in the Kitchen မိဖို့ထဲမှာနားဆင်မှာ podcast အစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့တော့ကျွန်တော်ရဲ့ဆောင်းပါးတစ်ပုဒ်ကိုကျွန်တော်ပြန်ပြီးတော့ဖတ်ပြချင်ပါတယ်အရေးကြီးပါတယ်အဲ့ဒါကတော့မီဒီယာတွေကြော်ညာတွေ celebrity တွေရဲ့ကျင့်ဝတ်နဲ့တက်ငယ်ကင်ဆာဝေဒနာရှင်ကလေးလူငယ်တွေရဲ့ဆက်ဆက်မှုဖြစ်ပါတယ်မနေ့ကအတန်းထဲမှာ junk food ဆိုတဲ့စကားလုံးကိုသုံးမိလိုက်လို့ဆရာဆူတာကိုခံလိုက်ရပါတယ်။အစားတောက်သိပ္ပံနယ်ပယ်မှာဘယ်အစားတောက်ကိုမှ junk food လို့ခေါ်လို့မရပါဘူး။အစားတောက်မှာအစိမ်း raw ကနေပြီးတော့ ultra processed food UBF လို့ခေါ်တဲ့အစင်းစင်းပြုပြင်ထားတဲ့အစားတောက်ဆိုတဲ့အထိပဲရှိပါတယ်။စားတောက်တိုင်းမှာအာဟာရတန်ဖိုးတစ်ခုတော့အနည်းဆုံးပါတယ်လို့ professor ကဆိုပါတယ်။ကျွန်တော် junk food လို့သုံးလိုက်မိတဲ့အစင်းစင်းပြုပြင်ထားတဲ့အစားတောက် ultra processed food UBF ဆိုတာတွေထဲမှာစော်ရာအချိုရည်အသင့်စားခောက်ဆွဲစီနှစ်ထားတဲ့အကြော်မျိုးစုံနဲ့အသင့်စားအစားတောက်မျိုးစုံပါဝင်ပါတယ်။ကလေးငယ်အများစုတွေကလည်းဒါတွေကိုပဲများများစားကြကြတယ်။အရသာကလည်းရှိတယ်။စားလို့လည်းကောင်းပါတယ်။နေရာတိုင်းမှာလည်းဝယ်လို့ရပါတယ်။ကမ္ဘာမှာသူ့ထက်ကအပြိုင်ဆိုင်ကြော်ညာရောင်းချနေတဲ့အစားတောက်တွေကလည်းအများစုကဒါတွေဖြစ်နေတာကိုတွေ့ရပါလိမ့်မယ်။ကမ္ဘာတော်မှာကလေးငယ်တွေအဝလုံးချင်းစီးကြိုသွေးတိုးတွေစိုးစိုးဖြစ်လာပြီးတော့အသက်ငယ်ကင်ဆာဖြစ်ပွားမှုနှုန်းတွေကလည်းနှစ်စဉ်တိုးလာနေပါတယ်။အများဆုံးကတော့ဥမာကြီးကင်ဆာဖြစ်ပါတယ်။အဲဒီနောက်မှာရင်သားကင်ဆာနဲ့အဆုတ်ရောဂါကကလေးငယ်တွေမှာဖြစ်ပွားမှုအများဆုံးတွေ့ရပါတယ်။အရှေ့အာရှကိန်းဂဏန်းတွေမှာတော့လူတစ်သိန်းမှာ9ယောက်အသက်ငယ်ကင်ဆာဖြစ်လာနေပြီးတရုတ်ပြည်မှာတော့2021ခုနှစ်ကအသက်ငယ်ကင်ဆာဝေဒနာတွေ့ရှိသူ9သိန်းခွဲအိန္ဒိယမှာကတွင်းကင်ဆာဖြစ်တဲ့20%ဟာအသက်40အောက်လူဦးရေ1990ခုနှစ်ကစပြီးတော့နှစ်ပေါင်း30ကျော်အတွင်းတကမ္ဘာလုံးတိုင်းတာနဲ့89%အထိတိုးလာနေပြီးတော့ဒါဟာကို့မှာဖြစ်နိုင်ခြေအရင်ကထက်နှစ်ဆပိုများလာတယ်ဆိုတဲ့သဘောဖြစ်ပါတယ်ကင်ဆာဆဲတွေရဲ့ဆေးဓာတ်ခံနိုင်ရည်အားနဲ့အသွင်ပြောင်းနှုန်းတွေဟာလည်းအရင်ကထက်3ဆပိုအားကောင်းလာပါတယ်။ကင်ဆာဖြစ်စေတဲ့အချက်တွေများစွာရှိပေမဲ့အဓိကကတော့အစာချေစနစ်နဲ့သဟဇာတမဖြစ်တဲ့ ultra processed food တွေအစားများတာရယ်တိုဘက်ကိုဆေးရွက်ကြီးနဲ့ alcohol တွေရယ်ပြောင်းလဲလာတဲ့လေထုရေထုညဉ့်ညမ်းမှုအပါအဝင် ultra processed food တွေနဲ့သူတို့ကိုထုတ်ပိုးထားတဲ့ပုံစံမျိုးစုံသော packaging တွေကနေဝင်ရောက်လာတဲ့ endocrine disturbing chemical EDC လို့ခေါ်တဲ့ဓာတုဓာတ်ပေါင်းတွေကြောင့်ဖြစ်ပါတယ်။ပလတ်စတစ်ကနေဖြစ်လာတဲ့ bisphenol A, BPA, phthalates တွေကလူသိများပေမဲ့အလှကုန်တွေမှာပါတဲ့ paraben အကြောင်းနဲ့စက်မှုပစ္စည်းတွေကနေထွက်လာတဲ့ polychlorinated biphenyls PCB လို့ခေါ်တဲ့ဓာတုပစ္စည်းတွေကတော့ပတ်ဝန်းကျင်ကနေအစားအသောက်တွေထဲကိုစိမ့်ဝင်လာတဲ့အကြောင်းတွေကိုသတိပြုမိတဲ့သူနည်းပါတယ်။ကျွန်တော်တို့ကဘာကြီးကပုံပျက်စီးလာတာကိုမမေ့သင့်ပါဘူး။ဒါတွေကိုခဏထားပြီးတော့ ultra processed food နဲ့ high fats, sugar and salt ဆိုတဲ့အစားအသောက်တွေအကြောင်းကိုပဲအလေးထားကြည့်ကြအောင်ပါ။ HFSS ဆိုတာကတော့အဆီများသောအချိုများသောအငံများသောအစားအသောက်များကိုပြောတာဖြစ်ပါတယ်။ဘာတွေပါလဲဆိုတော့စီဂျော်တွေဟမ်ဘာဂါတွေအချိုရည်တွေစားနဲ့လူပြီးတော့ဆိုဒီယမ်ပါဝင်မှုများတဲ့အစားအသောက်တွေအားလုံးကို HFSS လို့ပြောပါတယ်။အဲ့ဒါတွေကိုစားသုံးသူကနှစ်သက်တယ်။ဝယ်လိုအားများတော့စက်ရုံကြီးတွေနဲ့ဈေးကွက်လိုအပ်ချက်အမီထုတ်လုပ်တာရောင်းချတာဟာစားတောက်နဲ့စီးပွားရှာကြတဲ့လုပ်ငန်းများရဲ့အလုပ်ဖြစ်ပေမဲ့လည်းတစ်ဖက်ကလည်းမီဒီယာတွေအမှုပညာသားမကနေပယ်ဆောင်ကနာမည်ကျော်ကြားသူများရဲ့ငွေကြေးရယူကြော်ညာပေးခြင်းတွေက children teenager လို့ပြောတဲ့ကလေးလူငယ်အုပ်စုနှစ်ခုလုံးရဲ့နေ့စဉ်စားတောက်မှုပုံစံတွေပေါ်မှာအင်အားကောင်းစွာလွှမ်းမိုးမှုရှိနေပါတယ်။တစ်ဖက်မှာလည်းဥပဒေနဲ့ထိန်းချုပ်ခြင်းမှာအားနည်းချက်တွေရှိနေတာကိုတွေ့ရပါတယ်။ဒီနေရာမှာကျွန်တော်ကအုပ်စုနှစ်ခုလုံးကိုကိုစားပြုပြီးတော့ children teenager ကလေးလူငယ်လို့သုံးတာဖြစ်ပါတယ်။ထိုင်းနိုင်ငံအကြောင်းကြည့်အောင်။ထိုင်းနိုင်ငံမှာ84%သောကလေးလူငယ်တွေဟာ UBF တွေကိုကြော်ညာတဲ့အမျိုးစုံသောဖန်တီးမှု content တွေကို social media တွေပေါ်မှာနေ့စဉ်နဲ့အမျှကြည့်မိနေကြပါတယ်။92.5%ကသူတို့ကြိုက်နှစ်သက်တဲ့အမှုပညာရှင်တွေရဲ့စားကြည့်ပါတောက်ကြည့်ပါဆိုတဲ့တိုက်တွန်းချက်တွေကနေပြီးတော့
နှစ်သက်တယ်စမ်းသက်စားသုံးတယ်အမြဲစားသုံးတဲ့အလေးထားဖြစ်စဉ်စက်ဝိုင်းတွေကိုရောက်ရှိလာခဲ့ကြတယ်လို့ဆိုပါတယ်။ထိုင်းနိုင်ငံမှာ cross media restriction လို့ခေါ်တဲ့မီဒီယာမျိုးစုံမှာမတူညီတဲ့ပုံစံမျိုးစုံကြော်ညာတာကိုတားမြစ်တဲ့ဥပဒေချမ်းကိုအတည်ပြုနိုင်မှုနှီးစပ်နေပြီလို့သိရပါတယ်။ဖိလစ်ပိုင်နိုင်ငံမှာလည်းမျိုးဆက်သစ်အမှုပညာရှင်ကလေးများရဲ့ digital ကြော်ညာ post အားလုံးနှီးပါးဟာကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO ရဲ့အာဟာရစံနှုန်းကိုမမီတဲ့နိုးလက်ဖက်ရည်ကြက်ကြော်အသေးစားခောက်ဆွဲကြော်ညာတွေဖြစ်နေတယ်လို့ UNICEF ကထောက်ပြထားပါတယ်။မလေးရှားနိုင်ငံမှာတော့2012ခုနှစ်ကနေ2022ခုနှစ်10နှစ်တာကာလအတွင်းမှာ fast food ကြော်ညာတွေ6ဆပိုများလာတယ်လို့ဆိုပါတယ်။ NPANM3 National Plan of Action for Nutrition 3လို့ခေါ်တဲ့ကလေးလူငယ်များကျန်းမာရေးအတွက်မသင့်လျော်တဲ့အစားအသောက်ကြော်ညာတွေကိုတားမြစ်တဲ့ဥပဒေကို2020ခုနှစ်မှာရေးသားခဲ့ပြီးဖြစ်ပေမဲ့အခုထိပြဋ္ဌာန်းနိုင်ခြင်းမရှိဘဲနဲ့သက်ဆိုင်ရာ industry regulation တွေနဲ့ပဲထိန်းညှိနေရတယ်လို့ဆိုပါတယ်။တရုတ်နိုင်ငံမှာလည်း ultra processed food ကြော်ညာတွေမှာနာမည်ကျော်အမှုပညာရှင်တွေကျန်းမာရေးနဲ့ညီညွတ်ကြောင်းထောက်ခံချက်အကြောင်းတွေနဲ့ဝေဝေဆာဆာကြော်ညာတာတွေပိုများလာတဲ့အတွက် digital platform တွေအတွက်ပြင်ဆင်ထားတဲ့မူဝါဒဆိုင်ရာလိုအပ်ချက်တွေရှိနေသေးတယ်လို့ဆိုပါတယ်။ The Healthy Food Environment Policy Index Food EPI ရဲ့သုတေသနအချက်အလက်တွေအရအစိုးရဟာကြော်ညာမူဝါဒတွေကိုထိထိရောက်ရောက်မချမှတ်ဘဲနဲ့ဒီပုံတိုင်းဆက်သွားမယ်ဆိုရင်2030ခုနှစ်ရောက်လို့ရှိရင်တရုတ်လူမျိုးကျောင်းနေအရွယ်ကလေး60ရာခိုင်နှုန်းဟာအဝလွန်ယောဂါကိုခံစားကြရလိမ့်မယ်လို့ဆိုပါတယ်။ကိုရီးယားမှာလည်း mukbang လို့ခေါ်တဲ့ဆယ်လီတွေကနေပြီးတော့ live လွှင့်ပြီးတော့အစားတောက်စားပြတာတွေကိုလူကြိုက်များတဲ့အကျိုးဆက်ကလူတွေမှာချိုရက်လွန်ခဲ့တာကဖိန်းတက်လွန်ခဲ့တာတွေပိုဖြစ်လာနေပါတယ်။ဒါတော့2010ခုနှစ်ကတည်းကရုပ်မြင်သံကြားကိုလူကြည့်အများဆုံး prime time တွေမှာ HFSS လို့ခေါ်တဲ့ကစီဓာတ်၊ကြားဓာတ်၊အငံဓာတ်များတဲ့အစားတောက်ကြော်ညာတွေကိုမကြော်ညာရဘူးဆိုတဲ့မူဝါဒကချမှတ်ထားပြီးသားဖြစ်ပါတယ်။အရှေ့တောင်အာရှနိုင်ငံတွေမှာ K-pop နာမည်ကျော်တွေနဲ့အစားတောက်အမှတ်တံဆိပ်တွေတွဲဖက်မှုကရောင်းဝါးတက်စီဖို့တကယ်အကျိုးများနေတာကိုတွေ့ရပါတယ်။ McDonald က BTS အဖွဲ့ကိုသုံးပြီးကြော်ညာတယ်။ Oreo က Blackpink ကိုသုံးပြီးကြော်ညာပါတယ်။မြန်မာနိုင်ငံအကြောင်းကိုကိန်းဂဏန်းအတိအကျမရပေမဲ့ကိုယ့်ရက်ကွက်ထဲမှာစားတောက်ရောင်းချသူတွေဟာဘလို့အစားတောက်တွေကိုရောင်းချတာများသလဲဆိုတာရယ်ကလေးလူငယ်တွေဝယ်စားနိုင်တဲ့ဈေးဆိုင်လေးတွေမှာချိတ်ထားတဲ့အယောင်ဆုံးမုံထုတ်ကလေးတွေနဲ့ကလေးကျောင်းတွေရဲ့အပြင်မုံစည်းတန်းကမုံတယ်တွေဘလို့စားတောက်တွေကိုရောင်းနေကြသလဲဆိုတာကိုလေ့လာရရင်အဖြေကိုတန်းသိနိုင်ပါတယ်။ကလေးလူငယ်တွေမှာ parasocial trust လို့ခေါ်တဲ့သူတို့နှစ်သက်တဲ့ celebrity တွေရဲ့ပြောဆိုကြော်ညာမှုတွေကိုသက်ဝင်ယုံကြည်လိုက်ပါလှုပ်ဆောင်မှုပိုများပါတယ်။အထူးသဖြင့် digital media ခေတ်မှာကြော်ညာအများစုကပထမရည်ရွယ်ချက်ဖြစ်တဲ့အမှတ်တံဆိပ်နာမည်နဲ့အရသာစားလိုက်ရင်ရစေမဲ့စိတ်ကျေနပ်မှုတွေအကြောင်းကိုဦးစားပေးတင်ပြကြတာဖြစ်လို့ကျမ်းမာရေးအတွက်သတိပြုစရာအချက်တွေကိုဆက်ပြောဖို့အချိန်မပေးနိုင်ကြတော့တာလည်းပါပါတယ်။ဆေးလိပ်ဘူးတွေမှာဆေးလိပ်တောက်ခြင်းဒီကျမ်းမာရေးကိုဆိုးရွားစွာထိခိုက်စေနိုင်ပါသည်ဆိုတဲ့စာသားကတ်ထားဖို့မူဝါဒချမှတ်ထားပေမဲ့အရက်ပလင်းတွေမှာတော့အဲ့ဒီလိုမတွေ့ရပါဘူး။ထိုနည်းတူစားသောက်တွေမှာလည်းလွန်ကဲစွာမစားမိအောင်သတိပေးချက်တွေမပါဝင်ပါဘူး။ဒါအပြင်ထုတ်လုပ်သူတွေက power technique လို့ခေါ်တဲ့ promotion အစီအစဉ်တွေလက်ဆောင်တွေ celebrity မျက်နှာပြပြီးတော့ဈေးအောင်ပွဲလုပ်တာတွေဟာကြော်ညာဘတ်ဂျက်ပေါ်များတဲ့ ultra processed food အမှတ်တံဆိပ်တွေကသာပို့ပြီးတော့လုပ်နိုင်ကြပါတယ်။ကလေးလူငယ်တွေရဲ့ကိုယ်ကျန်းမာရေးအတွက် ultra processed food ကြော်ညာတွေသာမကစိတ်ကျန်းမာရေးကိုဆိုးရွားစွာထိခိုက်လာနေတဲ့ online game ကြော်ညာနဲ့ဆိုင်တဲ့မူဝါဒတွေချမှတ်ဖို့လဲတိုင်းပြည်အသီးသီးကကိုနီကိုဟန်နဲ့ဆောင်ရွက်နေကြပါတယ်။အာဆီယံနိုင်ငံတွေကြားထဲမှာလည်း cross border cooperation လို့ခေါ်တဲ့နိုင်ငံတိုင်းမှာရှိတဲ့နယ်ပယ်စုံကကြော်စောသူတွေကို16နှစ်အောက်ကလေးတွေအတွက်ကျန်းမာရေးနဲ့မညီညွတ်တဲ့ HFSS food တွေကိုမကြော်ညာဖို့တားမြစ်ရမယ့်ဥပဒေတွေအတွက်ပူးပေါင်းဆိုင်ပြင်းနေကြပါတယ်။ဒီဥပဒေအတည်ပြုပြီးလို့ရှိရင်တော့ဥပဒေချိုးဖောက်ရင်မီဒီယာ platform တွေပေါ်မှာအမှုပညာလုပ်ကိုင်ခွင့်ကိုပိတ်ပင်နိုင်ပါတယ်။နောက်ဆုံးအနေနဲ့ counter marketing and media literacy လို့ခေါ်တဲ့စီးပွားရေးကြော်ညာလုပ်ငန်းများရဲ့နီလန်ပေါင်းစုံနဲ့မီဒီယာအသိပညာဆိုင်ရာတွေကလေးလူငယ်တွေကြားထဲမှာပုံမတိုးတက်ဖွံ့ဖြိုးလာဖို့ကျန်းမာရေးဆိုင်ရာလူမှုအဖွဲ့အစည်းတွေကတံပြန်ပညာပေးဖို့တွေကို
ပုံမူလှုပ်ဆောင်လာပွဲရရှိပါတယ်လို့တင်ပြလိုက်ရပါတယ်အားလုံးကျမ်းမာကြပါစေကျွန်တော်ဝနကျော်ပါ